ဒီတစ်ခေါက်မှာတော့ဝင်းကဂွန်းကိုနှစ်လကြာနက်လေးချင်းဖို့ပိတ်ထားပြီးတဲ့နောက်မှာတော့သူ့ကိုလာတွေ့ဖို့ခေါ်လိုက်ပါတယ်။ပြီးတော့ဝင်းကဂွန်းနဲ့ပိုဖြူကိုဒီတစ်ခါမှာတော့ဆူရှီနဲ့အတူလေ့ကျင့်ဖို့ပြောခဲ့ပါတယ်။ဝင်းကဂွန်းကိုနက်ကိုလေးမကျင့်ပဲသူ့ကတိကိုတည်တဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။ဒါကိုကြားတော့ပိုဖြူကဝင်းကိုဆရာဘလို့တည်လဲလို့မေးခဲ့ပါတယ်။ဒါကြောင့်ဝင်းကဂွန်းရဲ့လက်မှာသူချီပေးထားတဲ့ချီမြင်လေးချောင်းလို့ရှင်းပြခဲ့ပါတယ်။အဲဒီနောက်ဝင်းကဂွန်းကိုနက်ကိုလေ့ကျင့်ကြည့်ဖို့ပြောခဲ့ပါတယ်။ဂွန်းကတော့လေးမကျင့်တာကြပြီးမို့မေးသွားမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့သူကစူးစမ်းပြီးသူ့ရဲ့အိုရာကိုထုတ်ခဲ့ပါတယ်။တစ်ဖက်မှာညတော်ဝင်းကဆူရှီကိုဂွန်းရဲ့အိုရာကဘလို့နေလဲလို့မေးခဲ့ပါတယ်။ဒါကြောင့်ဆူရှီကနုညံ့သိမ့်မွေးပေမဲ့အင်အားကြီးတယ်လို့ပြောခဲ့ပါတယ်။ဂွန်းကတော့နက်ကိုလွယ်လွယ်ကူကူအသုံးပြုနိုင်တဲ့အတွက်ကျေနပ်နေခဲ့ပါတယ်။အဲ့ဒီချိန်ဝင်းကဂွန်းကိုလက်ကကြိုးကိုပြန်ကြည့်ဖို့ပြောခဲ့ပါတယ်။ဂွန်းရဲ့လက်ကကြိုးလေးကတော့ပြက်နေခဲ့ပါပြီ။ဝင်းကကိုးတန်ဂရီကိုမတီးပဲနက်ကိုလေ့ကျင့်မယ်ဆိုရင်ကျိုးကပြတ်သွားမှာလို့ပြောပြခဲ့ပါတယ်။ပိုဖြူကတော့ဝင်းကိုဖိုးတန်ရဲ့အစွမ်းကြောင်းကိုမေးနေခဲ့ပါတယ်။ဒါကြောင့်ဝင်းကအခုထိဖိုးတန်ရဲ့ပွဲကိုမကြည့်ရသေးတဲ့ဂုံးကိုပါပြရင်တခါတည်းအစွမ်းအကြောင်းကိုရှင်းပြဖို့လုပ်ပါတယ်။ဝင်းကဖိုးတန်တို့ရဲ့တိုက်ပွဲအခွေကိုပြပြီးတော့တနေရာရောက်မှမြင်ကွင်းကိုတန်ထားခဲ့ပါတယ်။ပြီးတော့ဒီနေရာမှာဖိုးတန်ကကတ်တွေကိုသူ့ရဲ့အိုရာကိုသုံးပြီးတော့လေထဲကိုမြှောက်ထားကြောင်းရှင်းပြခဲ့ပါတယ်။ဂွန်းတို့ကတော့ဝင်းရဲ့စကားကြောင့်ဖိုးတန်းရဲ့အိုရာကိုကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဘာမှကိုမမြင်ခဲ့ပါဘူး။ဒါကြောင့်ဝင်းကကိုးနဲ့ပိုးဖြူကိုဖိုးတန်းရဲ့အိုရာကိုမြင်ရတဲ့အထိနက်ကိုလေ့ကျင့်ဖို့ပြောပါတယ်။ဒါကိုကြားတော့ဆူရှီကသူ့ကိုရောလာလို့ဝင်းကိုမေးခဲ့ပါတယ်။ဝင်းကဆူရှီကိုမင်းကဖိုးတန်းရဲ့အိုရာကိုမြင်ရလောက်အောင်ထိတန်မာနေပြီလို့ပြောခဲ့ပါတယ်။ပြီးတော့ဝင်းကဆူရှီကိုအိုရာကိုမျက်လုံးကိုပို့ပြီးတော့ဖိုးတန်းရဲ့အစွမ်းကိုမြင်အောင်ကြည့်ခိုင်းခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဆူရှီကဖိုးတန်းရဲ့အိုရာကိုမြင်ခဲ့ရပါတယ်။ဝင်းကတော့ဂွန်းတို့ကိုကီယောင်းကိုအတူလေ့လာဖို့ပြောခဲ့ပါတယ်။ဒါကြောင့်သူတို့ကဂွန်းရဲ့အခန်းကိုသွားပြီးတော့လေ့ကျင့်ဖို့အဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အခန်းရှိမှာတော့သူတို့ကိုဂျင်းလူသားတယောက်ဖွဲ့ကစောင့်နေခဲ့ပါတယ်။စာတာဆိုကဂွန်းတို့ကိုသူတို့နဲ့ထက်တိုက်ခိုင်းပါတယ်။ဒါကြောင့်ဂွန်းကကန့်သက်ရက်အထိစောင့်နေဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့စာတာဆိုကတော့ကောက်ကျစ်စွာပြုံးနေခဲ့ပါတယ်။အဲဒီနောက်ဂွန်းတို့ကဂျီတော့ကိုလေ့လာနေခဲ့ပါတယ်။ဆူရှီကတော့အတက်မြန်နဲ့ဂွန်းနဲ့ပိုပြူတို့ကြောင့်လန့်နေခဲ့ပါတယ်။ဒါကြောင့်သူကဒီနေ့အတွက်အနားယူဖို့ပြောပြီးတော့ပိုပြူတို့ကိုနှုတ်ဆက်ကပြန်လာခဲ့ပါတယ်။အဲ့ဒီချိန်ဆူရှီကိုတော့စာတာဆိုကဖမ်းပြီးတော့ဆူရှီရဲ့ဖနက်ကိုဂျင်းလူသားကိုပေးလိုက်ပါတယ်။အဲ့ဒီချိန်ပိုပြူကလိုက်လာပြီးတော့ဆူရှီကိုပြန်ပေးစီခိုင်းပါတယ်။ပြီးတော့သူကစာတာဆိုနဲ့တိုက်ခိုက်မယ်လို့ကတိပေးပြီးတော့စရင်ကိုလိုက်သွင်းခဲ့ပါတယ်။ပိုပြူကတော့ဆူရှီကိုခေါ်ထုတ်သွားပြီးတော့စာတာဆိုကိုဂတိတီဖို့တတိပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျင်းလူသားကဂွန်းကိုဆူရှီရဲ့ဖနက်ကိုပြပြီးတော့စာတာဆိုနဲ့တိုက်ခိုက်ဖို့ချိန်ချောက်ခဲ့ပါတယ်။ဒါကြောင့်ဂွန်းကသဘောတူလိုက်ပါတယ်။တစ်ဖက်မှာတော့စာတာဆိုကသူ့လုပ်ရက်အတွက်ခြေနှက်နေပါတယ်။နောက်ရက်မှာပိုဖြူကစာတာဆိုကညံများနေတာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့သူကဝင်းစီကိုအကျဉ်သွားပြီးတော့ဂျီယောင်းကိုတက်မြောက်ပြီးပြီလို့ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဂွန်းကလည်းသူ့လိုပဲဂျီယောင်းကိုတက်မြောက်ပြီးဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်သူတို့ကတိုက်ခိုက်မဲ့ရက်ကိုဝင်းကိုပြောပြခဲ့ပါတယ်။အပြန်မှာတော့ပိုဖြူကတယောက်တည်းပျော်နေတဲ့စာတာဆိုစီကိုသွားပြီးတော့အချိန်ချောက်ခဲ့ပါတယ်။ပိုဖြူရဲ့ကြောက်စရာပုံစံကြောင့်စာတာဆိုကလန့်သွားခဲ့ပါတယ်။နောက်ရက်သူကပြိုင်ပွဲမှာတောင်ပေါ်မလာခဲ့ပါဘူး။ဒါကြောင့်ပိုဖြူကအနိုင်ရခဲ့ပြီးတော့ဇလန်လေးကလည်းပြီးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါအားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်။